န်ရှင်းသောတတော်ဝါတကောင်သည်အင်းဤဥမှပေါက်ဖွာလာသည်ရင်းသည်နှလုံးသားထဲတွင်အဖြူစင်ဆုံးလူရှိတွင်သာဒူးထောက်သည်အင်းဤကောင်းချီကိုရရှိသူတိုင်းသည်မော်လောက၏အုပ်စိုးရှင်ဖြစ်လာနိုင်သည်သို့သောယခုအခါဤတတော်ဝါများထဲမှအလွန်နှဲပါစွာသာကျန်တော့သည့်အမျိုးသားတဦးသည်မော်အတက်ပညာရှင်မတကောင်မွေးဖွားနေသည်ကိုမြင်တွေ့ခဲ့ရသည်မကြာမီတွင်ကလေးငယ်သည်အင်းဤဥမှပေါက်ဖွားလာသည်မိခင်သည်သူမ၏ကလေးကိုချစ်ခင်စွာလျက်ပြီးအမျိုးသားသည်ကြည်နေစဉ်ပြုံးလိုက်သည်ရုတ်တရက်တေးဂီတမှောင်မိုက်မော်စရာအုပ်စုတဲ့ဆိုသည်သူတို့ကိုတိုက်ခိုက်သည့်အမျိုးသားသည်အကာအကွယ်တိုင်းတစ်ခုကိုနှင်းမြန်စွာပြစ်လွတ်တော်လဲတိုက်ခိုက်မှုသည်အလွန်ဆွမ်းထက်သည်ဒိုင်းသည်ထိတ်လန့်တကြားဖြစ်ကကလေးကိုဆွဲကင်ကထွက်ပြေးသည့်ရန်သူများပုံမူနီးကပ်လာသည်သူပြေးနေစဉ်အင်းတို့၏ဂါထာများကိုရှောင်ရှားသည်သို့သောမော်ဆန်သောပောက်ကွဲမှုတစ်ခုကသူ့ကိုထိမှန်ပြီးညံဆန်သောမြစ်ထဲသို့ပစ်ချလိုက်သည်အချိန်ထဲမှာပင်မော်စရာများသည်ကလေးကိုဖမ်းဆီးလိုက်သည်လုံးဝတာဝန်ရှိသည်ဟုခံစားရသောအမျိုးသားသည်ကလေး၏မိခင်ထံပြန်သွားသည်သူပါလို့ရမှန်းမသိပေထို့နောက်ထပ်ကလေးငယ်တဦးသည်တိတ်တဆိတ်ထွက်လာသည်မိခင်သည်အမပူးမွေးဖွားခဲ့သည်တေးဂီတသူမသည်သူမ၏ဒုတိယမြောက်ကလေးကိုအမျိုးသား၏စောင့်ရှောက်မှုတွင်ထားခဲ့သည်ထိုသူသည်တတော်ဝါငယ်လေးကိုညင်သာစွာကောက်ယူပြီးမောပန်းနွမ်းနယ်မှုကြောင့်လဲကျသွားသည်တောရိုင်းတရိတ်ဆန်များသည်သူ့ပတ်လည်တွင်စုဝေးကြသည်သူတို့သည်ထိုသူနှင့်ကလေးကိုဘေးကင်းရာသို့ခေါ်ဆောင်သွားလိုကြသည်ထို့နောက်ဘဲနှုတ်သီးနှင့်အမီးရှည်သောတန်ရှင်းသောတတော်ဝါတေးဂီတတကောင်ပေါ်လာသည်အင်းသည်အင်း၏အမီးကိုထိုသူပတ်လေတွင်ရစ်ပတ်ကကောင်းကင်သို့မြောက်တင်ကအေယာမတောင်ပံများကိုဖြန့်ကအေယာမငှက်တကောင်အဖြစ်သို့ပြောင်းလဲသွားသည်တစ်ချိန်တည်းမှာပင်မှောင်မိုက်သောမော်စရာများ၏ခေါင်းဆောင်သည်မော်ပညာဖြင့်အရာအလုံးကိုစောင့်ကြည့်နေသည်နောက်ထပ်ကလေးငယ်တဦးအသက်ရှင်ကျန်ရစ်သည်ကိုသူသဘောပေါက်လိုက်သည်နှင့်သူ့နောက်လိုက်များကိုပြင်းထန်စွာရှုတ်ချလိုက်သည်တန်ရှင်းသောတတော်ဝါတကောင်သည်မကောင်းသောလုံးသားရှိသူကိုဘယ်တော့မှဥမမြွတ်ကြောင်းသူသိသည်အင်းတို့၏ယုံကြည်မှုကိုရရှိရန်သူသည်ဖန်ဆီးရမည်သောကလေးကိုညှဉ်းပန်းနှိပ်စက်ပြီးနောက်မော်ပညာကိုအသုံးပြု၍ကုသပြီးအင်း၏မှတ်ဉာဏ်များကိုပြောင်း